ဟုတ်ကဲ့ကိုရဲ့မင်္ဂလာပါကိုဘာကြီးလုပ်နေရလဲမသိ ဒါပါခင်ဗျကျွန်တော်လို့ကဒါဒုံးရစစ်စစ်မှတ်တမ်းရေးနေရဗျဟုတ် ကိုဒီရက်ဒီစစ်စင်ရေးမတန်းမှာဒီခုဒရုန်းနဲ့ဆိုင်တဲ့ကဏ္ဍမှာဘယ်ကောင်ကအလုပ်အများဆုံးလုပ်နေရတယ်မသိ လက်ရှိမှာတော့ကျွန်တော်တို့စကောက်တွေကအများဆုံးလုပ်နေရတယ်ပေါ့နော် စကောက် ရန်သူရဲ့ကျွန်တော်တို့အခြေအနေပေါ်ကိုကျွန်တော်တို့စောင့်ကြည့်ရတာရှိတယ်ပြီးတော့ရန်သူရဲ့မလန်းမကန့်မှာကျွန်တော်တို့တွေကကျွန်တော်တို့တိုက်ခိုက်ရေးသမားတွေ point တွေမှာကျွန်တော်တို့အပေါ်ကနေမိုးပြီးတော့ကြည့်ပေးရတာတွေပြီးတော့သူတို့ရဲ့လက်လှုပ်ရှားမှုတွေကျွန်တော်တို့ကြည့်ပေးရတာဖြစ်တဲ့အတွက်စကောက်သမားတွေအများဆုံးအလုပ်လုပ်ရတယ်ဒရုန်းဖြစ်တယ်ပေါ့နော်စကောက်တော့ဟုတ် ကဲဒီဘက်ကစကောက်ကိုင်းနဲ့ရဲဘော်အနေနဲ့ဒီရဲဘော်ကိုင်းနဲ့ကောင်လေးပေါ့နော်ဒီစကောက်ကိုရဲဘော်အနေနဲ့အားရမှုရှိလားရှင်းတတ်မှုရှိလား အားရကျင်းမှုကတော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းဒါလေးပဲရှိတဲ့အတွက်ဒါလေးနဲ့ပဲရောင်းတိတ်တိတ်ပြီးတော့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့လုပ်ဆောင်ပါတယ် ဟုတ်ကဲ့ ဒီကမ်ပိန်းမှာလည်းကမ်ပိန်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ပေါက်ဆုံးအဆင့်မြင့်ဖို့ရှိပါတယ်အဲဒီစတော့ပြရရင်တော့ကျွန်တော်တို့ဒီထက်ပိုကောင်းမွန်တဲ့ရလက်တွေကိုကျွန်တော်တို့ဖန်တီးပေးနိုင်မှာပေါ့ ဟုတ်ကဲ့ကိုကောင်းမွန်တဲ့ဤပညာပုံမြင့်တဲ့ drone scout ကိုရလာပြီဆိုရင်ဘာတွေကိုပို့ပြီးတော့ကောင်းမွန်လာမယ်ထူးခြားလာမယ်ကိုစစ်စင်ရေးပါလေ ဒီကြရမှာဆိုဥမာကျွန်တော်တို့ဒီဘက်တွေဆိုရင်တောထူတက်တဲ့နေရာဆိုရင်ဥမာကျွန်တော်တို့စစ်ကြောင်းတွေကိုလိုက်ကြည့်ရတာမျိုးတွေကျွန်တော်တို့အခက်အခဲရှိတယ်ဟုတ်တယ်ဒီနေ့ကျတော့နောက်ပိုင်းအဆင့်မြင့်ပြီးတော့ဒုံးတွေကောင်းမွန်မယ်ဆိုရင်ကျွန်တော်တို့ခွေးတွေတွားနေတဲ့စစ်ကြောင်းတွေကျွန်တော်တို့အလွယ်တကူရှာနိုင်တယ်ပေါ့နော်ဆိုရင်ကျွန်တော်တို့စစ်ပွဲတစ်ခုအတွက်လည်းအပြောင်းလဲအများကြီးဖြစ်သွားနိုင်တယ်အဲတော့ကျွန်တော်စကောက်ကိုမြင့်နေကြတယ် ဟုတ်ကဲ့ကိုရဲဘော်ကိုတူကြီးကိုအနေနဲ့ဟိုပါလေကျွန်တော်ဒီမာတီရိုတာခဏလေးရတစ်ချက်လောက်ရှင်းပြပေးပါဦးသူရဲ့ရေးပါပုံလေးအလုပ်ဖြစ်ပုံပေါ့ ဟုတ်ကဲ့မာတီယိုတာကတော့ကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ဒီရှိတဲ့ပစ္စည်းလေးတွေပဲရှိတယ်လို့ပဲကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ပဲကျွန်တော်တို့လုပ်နေရတယ်ပေါ့နော်ဒီချိန်မှာဒါပေမဲ့ကျွန်တော်တို့ဒီဘာလိုအပ်ချက်တွေတော့အများကြီးရှိတယ်အားနည်းချက်တွေအများကြီးရှိပါတယ်ကျွန်တော်တို့အဲ့အတွက်လည်းကျွန်တော်တို့အခုလက်ရှိမှာကျွန်တော်အခုပဲမစ်ရှင်ကနေပြန်လာပြီးတော့ကျွန်တော်ဒီမှာမှတ်တမ်းရေးနေတာပေါ့နော်ကျွန်တော်တို့ရဲ့မှတ်တမ်းရေးနေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာလိုအပ်လာလဲဆိုရင်ကျွန်တော်တို့ဒီ mission လုံးဟိုဒီ campaign လုံးရတဲ့အကြောင်းရင်းကလည်းပေါ့နော်ကျွန်တော်တို့မှာဒီတဲ့ကြီးမားတဲ့ကျွန်တော်တို့ဘုံသီးတွေချခြင်းတယ်ပြီးတော့ဒီတဲ့အောင်မြင်ခြင်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ drone ကိုဒီပညာပိုင်းနဲ့မြင့်မယ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့ဝင်များတဲ့တိုင်းတဲ့ဟာတွေလည်းကျွန်တော်တို့မြင့်မှုတော့ဝယ်ဖို့တော့ကိုကျွန်တော်တို့ဒီ campaign လေးလုပ်ရခြင်းဖြစ်တယ် ကိုတို့ဒီရန်ကုန်ဝါရီယာ PDF ကနေခု7,200ဆိုတဲ့နော်ဒီပညာမြင့် drone တွေပြန်လဲအားဖြည့်ဖို့ရဝယ်ဖို့ရအတွက်လောက်ထားတယ်ပေါ့ကမ်ပိန်းရဲ့အခြေအနေလေးတစ်ချက်လောက်ဒါရှင်းပြပေးပါဦးအားရမှုရှိလားလောဆယ်ကမ်ပိန်းက ဒီအခြေအနေကတော့အားရမှုကနည်းပါတယ်ဗျ။ဒါကလည်းနည်းပါသေးတယ်ကျွန်တော်တို့အဲ့အတွက်လည်းဒီထောက်ဖို့ပြည်သူများနဲ့ထောက်ဖို့ဒီပေါ့နော်ကျွန်တော်တို့ကိုဒီ campaign လေးကိုဝိုင်းဝန်းပြီးတော့ပါဝင်ထောက်ဖို့ကူညီပေးကြပါဦးကျွန်တော်တောင်းဆိုပါတယ်ဟုတ်ကဲ့